မင်္ဂလာပါကျွန်တော်ဗစ်တာပါပြန်လည်ပြီးတော့ကြိုဆိုပါတယ် wine knowledge တွေကို sharing လုပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒီနေ့သင်ခန်းစာမှာတော့ wine အကြောင်းကိုလေ့လာတဲ့နေရာမှာအရေးကြီးဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့ wine grape တွေရဲ့အကြောင်းကိုအသေးစိတ်လေ့လာကြမှာဖြစ်ပါတယ်နောက်ပြီးတော့ sommelier တယောက်အတွက်သိရှိထားရမယ်မဖြစ်မနေသိရှိထားရမယ် grape variety တွေအကြောင်းကိုလည်းပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ wine ဆိုတာကကြတော့အများသိကြတဲ့အတိုင်းပဲစပစ်တီကနေပြီးတော့ထုတ်လုပ်တာမျိုးဖြစ်ပါတယ်ဒါပေမဲ့လည်းတကယ်တမ်း wine ဆိုတဲ့အခေါ်အဝေါ်နဲ့အသုံးအနှုန်းမှာကြတော့ wine ကိုတကြားတတ်ပါတယ်မြည်သည့်အသီးနှံကနေမဆိုထုတ်လုပ်လို့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်း wine ကိုထုတ်လုပ်တဲ့နေရာမှာအကောင်းဆုံးအရည်အသွေးကိုပြီးစွမ်းနိုင်တဲ့ fruit ကိုပြောမယ်ဆိုလို့ရှိရင်တော့ grape ပဲဖြစ်ပါတယ်အကယ်၍သာကျွန်တော်တို့က wine ကိုစပစ်တီကနေမထုတ်ဘဲနဲ့တခြားအသီးကနေပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်ရွေးချယ်တဲ့အသီးတွေထဲမှာနံပါတ်1နေရာကရှိနေတာကတော့ကျွန်တော်တို့ white wine အတွက်ဆိုလို့ရှိရင် green apple ပဲဖြစ်ပါတယ် red wine ပဲအချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ blackberry လို့အသီးမျိုးကိုအသုံးပြုလို့ရနိုင်ကြီးရှိပါတယ် but ကျွန်တော်ဒီနေ့ခေတ်မှာတော့ wine ရလို့ပြောလိုက်မယ်ဆိုလို့ရှိရင် grape ကနေပြီးတော့ထုတ်တဲ့ wine တွေကိုပဲအရေးအကြီးဆုံးထုတ်ကုန်တစ်ခုအနေနဲ့သုံးစွဲနေကြတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ wine ကိုထုတ်လုပ်တဲ့နေရာမှာကျွန်တော်တို့ sugar, tannin, acidity ပေါ့နော်ဒီ element တွေက balance ဖြစ်နေတဲ့ fruit မျိုးကိုပြောမယ်ဆိုလို့ရှိရင်ဒီ grape တစ်မျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ပဲကျွန်တော်တို့က wine ထုတ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်စပစ်သီးဒီနံပါတ်1ဦးစားပေးအနေနဲ့တည်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီစပစ်သီးက wine တစ်လုံးမှာအရေးကြီးဆုံးအခြေခံအကြောင်းအရာအနေနဲ့တည်ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစပစ်သီးတွေအကြောင်းကိုသိရှိထားဖို့လိုအပ်ပါတယ် wine တစ်လုံးကိုအကောင်းဆုံးအရသာပြီးစွမ်းနိုင်တာကဒီ wine တစ်လုံးရဲ့ quality အရည်အသွေးကိုအမြင့်ဆုံးအနေအထားတစ်ခုကိုရောက်ရှိအောင်ပြုလုပ်ပေးနိုင်တာဒီ wine ကိုပြုလုပ်မဲ့စပစ်သီးရဲ့အရည်အသွေးပေါ်မှာအများကြီးမူတည်နေတာပဲဖြစ်ပါတယ်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရည်အသွေးကောင်းတဲ့စပစ်သီးကနေပြီးတော့အရည်အသွေးကောင်းတဲ့ wine ကိုထုတ်လုပ်လို့ရပါတယ်ဒါပေမဲ့အရည်အသွေးမကောင်းတဲ့စပစ်သီးကနေပြီးတော့အရည်အသွေးကောင်းတဲ့ wine ကိုတော့ထုတ်လုပ်ဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်ပဲကျွန်တော်တို့က wine maker တွေ wine producer တွေကဒီစပစ်သီးကိုအရည်အသွေးကောင်းကောင်းရရှိလာဖို့အတွက်ဒီ vineyard ထဲမှာတေချာစနစ်တကျပြုစုထူထောင်ကြရတာပဲဖြစ်ပါတယ်ဒီနေရာမှာအများကြီးတွက်ဆထားရမယ့်အကြောင်းအရာတွေကတော့ကျွန်တော်တို့ climate condition တွေရှိမယ် soil တွေရှိမယ်တို့ကဒီမြေမျိုးစားတွေရှိမယ်ပေါ့နော်ဒီ slope type တွေရှိမယ် sunshine ကိုဘယ်လောက်ထိရရှိစေနိုင်လဲဆိုတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ဒီရရှိလာမယ့်စပစ်တီးရဲ့အရည်အသွေးတွေဝါရှားသွားစေတာပဲဖြစ်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့က Burgundy မှာကျွန်တော်တို့ mid slope လို့ပြောတဲ့ဒီ slope တစ်ခုရဲ့ဒီအလဲကောင်နေရာဝန်းကျင်မှာရှိတဲ့ဒီ vineyard တွေဒီကျွန်တော်တို့ဒီ Grand Cru အနေနဲ့ level တစ်ခုကိုရရှိထားစေတာပဲဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ကဒီရေသွေးကောင်းတဲ့စပစ်သီးတွေရရှိလာဖို့အတွက်ဒီလုံးဝအဓိကအရေးကြီးတဲ့အခြေခံအကြောင်းအရာပဲဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်စပစ်သီးကဒီ wine တစ်လုံးမှာဘယ်လောက်ထိအရေးပါလဲဆိုတာသိရှိလောက်ပြီးထင်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ကဒီအီတလီလိုနိုင်ငံမျိုးတွေပြင်သစ်လိုနိုင်ငံမျိုးတွေမှာဒီ site ခင်းထဲမှာစပစ်သီးအရည်အသွေးဘယ်လောက်ကောင်းကောင်းထုတ်လုပ်ပေးနိုင်လဲဆိုတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီ wine ရဲ့ဒီ classification မှာဒီ level တွေကိုသတ်မှတ်ကြတာဖြစ်ပါတယ်ဟုတ်ပါတယ်စပစ်သီးရဲ့အရည်အသွေးကရရှိလာမယ် wine ရဲ့အရည်အသွေးပေါ်မှာအများကြီးမူတည်မှုရှိပါတယ်ဒီအရည်အသွေးကိုထိန်းထားဖို့အတွက်ကြောင့်ကျွန်တော်တို့ဒီ old world country တွေမှာဒီ law တွေဒီ regulation တွေနဲ့ဒီ wine making process တွေမှာရောဒီ vineyard ထဲမှာဒီ growing season မှာရောဒီတစ်နှစ်ပတ်လုံးမှာသူ့ပြိုးထောင်ပေးရတဲ့ဒီလမ်းတွေကိုပါဒီနိုင်ငံတွေကဒီ rule တွေ regulation တွေနဲ့ကန့်သတ်ထားတာပဲဖြစ်ပါတယ်ဒါကစပစ်သီးရဲ့အရည်အသွေးကိုမြင့်တင်နိုင်အောင်ထိန်းညှိထားတဲ့ကန့်သတ်ချက်တွေပဲဖြစ်ပါတယ်စပစ်သီးကနေအစပြုပြီးတော့ wine ထုတ်လုပ်တာလို့ပြောတဲ့အတွက်ကြောင့်ဒီစပစ်သီးတွေရဲ့ပင်ကိုပုံစံသူတို့ရဲ့ပင်ကိုသဘာဝအကြောင်းကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်ဒီအကြောင်းအရာတွေကိုသိရှိထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က wine အကြောင်းကိုလေ့လာတဲ့နေရာမှာအတိုင်းအတာတစ်ခုထိလွယ်ကူသွားစေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က wine စပစ်သီးတွေအကြောင်းကိုမသွားခင်မှာ
ဒီအကြောင်းအရာကိုတိတိကျကျသိရှိနားလည်ဖို့အတွက်ကဥပမာတစ်ခုအနေနဲ့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတိရစ္ဆာန်တွေအကြောင်းအရာလောက်ဘက်ကိုနည်းနည်းလောက်သွားပြီးတော့ကြည့်ကြည့်အောင်ကမ္ဘာပေါ်မှာတိရစ္ဆာန်တွေမျိုးစုံရှိတယ်ပေါ့နော်ကြောင်တွေရှိတယ်ခွေးတွေရှိတယ်အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကြောင်ရှိတဲ့သူဆိုတော့ကြောင်နဲ့ပတ်သက်ပြီးတော့ဒီစပစ်တီတွေကိုအနည်းဆက်ဆုံးဥပမာကြောင်တွေကကျွန်တော်ကြောရိုးရှိအသားစားတရဝအုပ်စုတွေမှာပါပါတယ်ကျွန်တော်တို့ကျောင်းတော်ကသင်ခန်းစာတွေမှာသင်ရတဲ့အတိုင်းပဲတရဝတွေကိုအုပ်စုခွဲတဲ့နေရာမှာကြောရိုးရှိတရဝကြောရိုးမဲ့တရဝကုန်းနေတရဝရည်နေတရဝဆိုပြီးတော့ကျွန်တော်တို့အမျိုးမျိုးအုပ်စုတွေခွဲကြတယ်ပေါ့နော်ဒီလိုအုပ်စုတွေခွဲတဲ့အထဲမှာကျွန်တော်တို့ကြောင်တွေကကြောရိုးရှိလို့တိုက်တရဝအမျိုးအစားတွေမှာပါတာပဲဖြစ်ပါတယ်ဒီအုပ်စုတွေမှာကျွန်တော်တို့တခြားဘယ်တရဝတွေပါနေလဲဆိုတော့ကြားတို့ရှင်သေးတို့ကြက်တစ်တို့ကြောင်တို့စတဲ့တရဝတွေကပါဝင်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒီတရဝတွေမျိုးစုံပါဝင်နေတဲ့အထဲမှာထပ်ပြီးတော့ခွဲခြမ်းစိတ်ဖြာဖို့လိုလာပါတယ်ဒီတရဝတစ်ခုချင်းစီကိုသူ့ရဲ့အုပ်စုငယ်အလိုက်ပြန်ပြီးတော့စုဝေးဖို့ဆိုတာကကြတော့ထပ်ပြီးတော့ခွဲရပြန်ပါတယ်ဆိုလိုတာကဒီတရဝတို့အုပ်စုတွေထဲမှာကျွန်တော်အကောင်သေးပြီးတော့မဟိမ့်နိုင်တဲ့ကျွန်တော်အတန်ကြဲနဲ့မဟိမ့်နိုင်တဲ့အုပ်စုကတစုအကောင်ကြီးပြီးတော့ကျွန်တော်တို့ကဟိမ့်နိုင်တဲ့အုပ်စုကတစုဆိုပြီးတော့ထပ်ပြီးတော့ခွဲရပါတယ်ဒါကြောင့်မဲ့ဒီနေရာမှာကျွန်တော်တို့ကကြောင်တွေကတစ်ဖွဲ့တက်တက်ကျွန်တော်တို့ကရှင်သေးတို့ကြားတို့ကတစ်ဖွဲ့တက်တက်ဆိုပြီးတော့ဖြစ်သွားတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးဒီလိုအသေးစိတ်ခွဲလာရင်းနဲ့မှာကြောင်တွေရဲ့မျိုးစိတ်ကိုသွားတဲ့နေရာမှာကြတော့ကျွန်တော်တို့က Felix cut လို့ဆိုပြီးတော့ဒီကြောရိုးရှိနှုတ်တိုက်တရဝအသားစားတရဝအုပ်စုသည်တက်တက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ခွေးတွေမှာလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့ကဒီနောက်ဆုံးဒီခွေးအသေးအုပ်စုရှိတယ်အလက်အုပ်စုရှိတယ်အကြီးအုပ်စုရှိတယ်ထပ်ပြီးတော့ခွဲခြမ်းစိတ်ဖြာကြသေးတယ်ပေါ့နော်ဆိုတော့ဒီကြောင်တွေမှာပဲထပ်ပြီးတော့ခွဲကြသေးတယ်ကျွန်တော်တို့ကအမွှေးတို့ကြောင်ရှိတယ်အမွှေးရှည်ကြောင်ရှိတယ်ဥမာပါရှမ်းကြောင်လိုမျိုးဆိုလို့ရှိရင်အမွှေးရှည်ကြောင်ရှိတယ်ပေါ့နော်တချို့ကကိုယ်တဲ့ကြီးတဲ့ကြောင်ရှိတယ်ဒီလိုမျိုးအမျိုးမျိုးထပ်ပြီးတော့ခွဲကြတယ်ပေါ့နော်ဒီလိုကြောင်မျိုးစိတ်တွေထဲမှာဘုဒ္ဓရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Burmese skirt ဒီတော်တော်လေးနာမည်ကြီးတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့အိမ်မှာမွေးထားတဲ့ကြောင်အများစုကကြတော့ Burmese skirt ပဲဒါပေမဲ့လည်းအခုနောက်ပိုင်းကာလတွေမှာတခြားမျိုးစိတ်တော်တွေနဲ့တာဖောက်လာတာများတဲ့အတွက်ကြောင့်ကျွန်တော်တို့ original စစ်ကျွန်တော်တို့ Burmese skirt ကိုရရှိဖို့ဆိုတာတော့နည်းနည်းရှားပါသွားပြီထင်ပါတယ်ဆိုတော့အကျဉ်းအဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကြောင်မျိုးစိတ်တွေထဲမှာကျွန်တော်တို့ကပါရှမ်းကြောင်ဆိုတဲ့အမွှေးရှည်ကြောင်တွေရှိတယ်ယူရီးယားကကြောင်မျိုးစိတ်ဆိုတာတွေရှိတယ်ယူရီးယားကြောင်ဆိုတာတွေရှိတယ် Burmese skirt ဆိုတာတွေရှိပါတယ်တခြားကြောင်မျိုးစိတ်တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါကကျွန်တော်လက်လန်းမိတဲ့လောက်ပဲပြောပြတာဖြစ်ပါတယ်ဆိုတော့ဒီကြောင်မျိုးစိတ်တစ်ခုချင်းစီတိုင်းမှာသူ့ရဲ့ပင်ကိုယ်စရိုက်ကိုလိုက်ပြီးတော့သူတို့ရဲ့စိတ်နေသဘောထားနဲ့ခန္ဓာကိုယ်တိဆောက်ပုံအမွှေးအတူအရှိတွေဟာကွာခြားသွားစေတာပဲဖြစ်ပါတယ်တချို့ကြောင်တွေကအေးတဲ့ရာသီဥတုအပေါ်မှာခန္ဓာရည်ရှိတယ်လို့မျိုးတချို့ကြောင်တွေကကြတော့ပူတဲ့ရာသီဥတုပေါ်မှာခန္ဓာရည်ရှိလာစေတာဖြစ်ပါတယ်ဆိုတော့ပူတဲ့ရာသီဥတုဘက်ကကြောင်အမျိုးအစားကိုကျွန်တော်တို့ကအေးတဲ့ရာသီဥတုမှာမွေးမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ပင်ကိုယ်စရိုက်သဘောတရားကတော့ဒီလိုပဲသွားနေမှာဖြစ်ပါတယ်ဒါပေမဲ့လည်းပြုစုရတဲ့ကိစ္စမျိုးတွေထိမ့်သိမ်းရတဲ့ကိစ္စမျိုးတွေမှာတော့အတိုင်းအတာတစ်ခုထိပုံမူပြီးတော့ပြုလုပ်ပေးရတာမျိုးတွေရှိပါတယ်ဒီလိုပဲကျွန်တော်တို့ကအေးတဲ့ရာသီဥတုအတွက်မွေးဖွားလာတဲ့ကြောင်မျိုးစိတ်တွေကိုကျွန်တော်တို့ကပူတဲ့နေရာဒေသမှာမွေးဖွားမယ်ဆိုလို့ရှိရင်သူတို့ကိုပြုစုရတာမျိုးတွေဟာအတိုင်းအတာတစ်ခုထိပို့ပြီးတော့ဂရုစိုက်ပေးရတာမျိုးတွေအထူးတလဲပြုစုပေးရတာမျိုးတွေရှိလာတာမျိုးရှိပါတယ်နောက်တစ်ခုကတချို့ကြောင်မျိုးစိတ်တွေကကြတော့အေးတဲ့နေရာမှာလည်းနေဖို့အဆင်ပြေတယ်ပူတဲ့နေရာမှာလည်းနေဖို့အဆင်ပြေတယ်ဒီလိုမျိုးစိတ်တွေလည်းရှိပါတယ်ဒါပေမဲ့ဗျမ်းပြအားဖြင့်မှာဆိုလို့ရှိရင်တော့ဒီကြောင်မျိုးစိတ်တွေကသူ့ရဲ့ပင်ကိုသဘောထားမျိုးစိတ်ပေါ်မူတည်ပြီးတော့တဲ့နေရာမှာပဲနေ average အားဖြင့်တော့ပင်ကိုစရိုက်တည်သူ့ပုံစံအတိုင်းပဲသွားထားရှိတာဖြစ်ပါတယ် okay ဆိုတော့ဒီလောက်အရှိနေဆိုလို့ရှိရင်တော့ဒီကြောင်မျိုးစိတ်တွေရေပေါ်မှာကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာကြည့်တဲ့နေရာမှာတစ်ဖက်တစ်ချမ်းမှာကျွန်တော်တို့အခုပြောနေတဲ့ topic ဖြစ်တဲ့ wine grape တွေရဲ့အကြောင်းကိုတစ်ခါပြန်ပြီးတော့လေ့လာကြည့်အောင်ဒီ wine ကိုထုတ်လုပ်တဲ့နေရာမှာအသုံးပြုတဲ့စပစ်တီတွေက berry အမျိုးအစားထဲမှာပါတာပဲဖြစ်ပါတယ်ဒီလိုပဲတရဝါတွေမကဘူးကျွန်တော်တို့အပင်တွေမှာလည်းသူ့ရဲ့မျိုးစိတ်မျိုးရင်းအလိုက်
အဆင့်ဆင့်စုပြီးတော့ခွဲခြားလာတဲ့နေရာမှာတူရအုပ်စုတွေအစုစုခွဲခြားလာပါတယ်ဆိုလိုတာကຫນွေပင်အုပ်စုသည်တစုတသက်ကျွန်တော်တို့အပင်ကြီးမျိုးသည်တစုတသက်မြက်ပင်မျိုးသည်တစုတသက်ဒီလိုပဲအစုအစုတွေခွဲခြားလာတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ wine grape တွေကိုမျိုးစားခွဲတဲ့နေရာမှာကြတော့ berry မျိုးစားထဲမှာပါသွားတာပဲဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကတစ်ဆင့်ထပ်ပြီးတော့ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် wine ကိုထုတ်လုပ်တဲ့စပစ်တီတွေဒီ vitis vinifera ဆိုတဲ့မျိုးစိတ်ထဲမှာပါဝင်နေတာပဲဖြစ်ပါတယ်ဒီလိုပြောတဲ့အခါမျိုးမှာ vitis vinifera တခုတည်းဒီစပစ်တီလာလို့ပြောတာမျိုးတော့မဟုတ်ပါဘူးတခြား vitis အမျိုးအစားတွေလည်းအများကြီးရှိပါသေးတယ်ကျွန်တော်တို့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် vitis lambrusca ပေါ့နော်အများသောအားဖြင့်ကျွန်တော်တို့ကဒီ table grape တွေထုတ်လုပ်တဲ့စပစ်မျိုးစားဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်တော့ဗီဒီယိုတစ်ခုတင်ပေးခဲ့မှုတာရှိပါတယ်ဒီ table grape နဲ့ wine grape ကဘာကွာလဲဆိုတဲ့အကြောင်းအရာတွေကိုအချိန်ရရင်သွားပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ဒီနေရာမှာတစ်ခုသိရှိထားရမှာက wine grape တစ်ခုတည်းဒီ vitis vinifera မဟုတ်ပါဘူးကျွန်တော်တို့က table grape တွေဒီ market grape တွေကလည်း vitis vinifera အမျိုးအစားထဲမှာပါရှိနေတာပဲဖြစ်ပါတယ်နောက်တစ်ခုက wine grape တွေအကုန်လုံး 100% ဒီ vitis vinifera မဟုတ်ပါဘူးရွှင်းချက်အနေနဲ့တစ်မျိုးနှစ်မျိုးအနည်းငယ်သောအမျိုးအစားတွေဒီ hybrid လို့ခေါ်တဲ့ကျွန်တော်တို့ vitis vinifera နဲ့တခြား vitis အမျိုးအစားတွေကိုပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့စပစ်အမျိုးအစားတွေလည်းရှိပါတယ်ကျွန်တော်တို့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေဒါမှာ ice wine ထုတ်တယ်ပေါ့နော် ice wine ကဒီကျွန်တော်တို့ဒီ desert wine မျိုးစားဖြစ်တယ်ပေါ့ဒီ ice wine ကိုထုတ်လုပ်တဲ့နေရာမှာသုံးတဲ့စပစ်အမျိုးအစားကိုတော့ကျွန်တော်တို့က Vite Blanc လို့ခေါ်ပါတယ်ဒီ Vite Blanc က vitis vinifera 100% မဟုတ်ပါဘူးတခြား vitis အမျိုးအစားနဲ့ပေါင်းစပ်ထားတဲ့ hybrid အမျိုးအစားပဲဖြစ်ပါတယ် butဒီလိုမျိုးအခြေအနေမျိုးကတော့တော်တော်တွေ့မြင်ရခဲ့တဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့က wine grape တွေကို vitis vinifera လို့ပြောရခြင်းဖြစ်ပါတယ် vitis vinifera ဆိုတာကကျွန်တော်တို့က European ကျွန်တော်တို့ Mediterranean ဝန်းကျင်ဘက်ကနေပြီးတော့အရှည်တည်ပြီးတော့စတင်ဖြစ်ပေါ်လာတဲ့မျိုးစိတ်တွေဖြစ်ပြီးတော့ကျွန်တော် vitis lambrusca လိုမျိုး table grape တွေတော်တော်များများကကြတော့ကျွန်တော်တို့က North America လို့ခေါ်တဲ့ America ဘက်ကနေပြီးတော့စတင်ဖြစ်ပေါ်လာတဲ့စပစ်အမျိုးအစားတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ vitis vinifera အောက်မှာလဲကျွန်တော်တို့ကစပစ်အမျိုးအစားတွေအမိခွဲတွေအများကြီးရှိပါတယ်ဒီလိုမျိုးအမိခွဲတွေကိုတော့ကျွန်တော်တို့က varietal လို့ခေါ်တာပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Cabernet Sauvignon, Merlot, Malbec, Petit Verdot, Cabernet, Chardonnay, Sauvignon Blanc စသဖြင့်ပေါ့နော်ဒီလိုမျိုးအမျိုးအစားတွေအများကြီးကိုတော့ကျွန်တော်တို့က varietal လို့ခေါ်ပါတယ်ဒါပေမဲ့ species ကတော့ vitis vinifera အောက်မှာရှိတာပဲဖြစ်ပါတယ်ဒီလို varietal တွေပေါ်မှာမူတည်ပြီးတော့စပစ်တီ varietal တစ်ခုချင်းစီတိုင်းမှာသူ့ရဲ့ပင်ကိုယ်စရိုက်နဲ့သဘာဝပုံစံဒီအမျိုးမျိုးတည်ရှိနေပါတယ်တချို့ varietal တွေကအေးတဲ့ရာသီဥတုကိုသဘောကျတယ်တချို့ varietal တွေကနည်းနည်း warm ဖြစ်တဲ့ရာသီဥတုကိုသဘောကျတယ်ဒီလိုမျိုးအကြောင်းအရာတွေပေါ်မူတည်ပြီးတော့ကျွန်တော်ရရှိလာတဲ့ wine ရဲ့ style နဲ့သူ့ရဲ့ပင်ကို body မှာအမျိုးအစားအမျိုးမျိုးကွဲထွက်သွားစေတာပဲဖြစ်ပါတယ်ဒီလောက်ဆိုရင် wine knowledge ကိုလေ့လာတဲ့နေရာမှာစပစ်တီးကဘယ်လောက်ထိအရေးပါလဲဆိုတာကိုအတိုင်းအတာတစ်ခုထိနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆိုမလီယာတယောက်အတွက်မဖြစ်မနေအရှိခံအားဖြင့်သိရှိထားရမယ် varietal တချို့အကြောင်းကိုဆက်ပြီးတော့တွားကြည့်လိုက်ကြရအောင်ဒီနေရာမှာဒီစပစ်တီးအမျိုးအစားတွေကို light body ကနေပြီးတော့ full body အထိ arrange လုပ်ပြီးတော့ပြောပြပေးထားပါတယ်ဒီလို light body medium body full body ဆိုပြီးတော့အစဉ်လိုက်သိရှိထားခြင်းအပြင်ကျွန်တော်တို့က food and wine pairing မှာလည်းအတိုင်းအတာတစ်ခုထိအထောက်အကူရစေတယ်နောက်တစ်ခုက wine knowledge ကိုလေ့လာတဲ့နေရာမှာလည်းဒီလိုအဆင့်ဆင့်သိရှိထားခြင်းအပြင်ပို့ပြီးတော့လေ့လာရလွယ်ကူစေမှာဖြစ်ပါတယ်အစောကကျွန်တော်ပြောခဲ့တဲ့ light medium full body ဆိုတဲ့အကြောင်းအရာကိုမသိရှိသေးတဲ့သူတွေအတွက်အတိုင်းအတာတစ်ခုထိရှင်းပြဖို့လည်းလိုအပ်မယ်လို့ထင်ပါတယ်
ကျွန်တော်တို့ကအရှိခံကနေသွားနေတာဆိုတော့တချို့အဆင့်တွေကကြော်လို့မရဘူးပေါ့နော်ဒါကြောင့်ပဲတချို့သင်ခန်းစာတွေကအချိန်ကြီးတော်တော်ကြာဖြစ်သွားတာဖြစ်ပါတယ်ဆိုတော့ y မှာကျွန်တော်တို့က weight ကိုသိရှိဖို့လိုအပ်ပါတယ်ဆိုလိုတာကတော့အလေးချိန်ကိုသိရှိဖို့လိုအပ်တယ်ပေါ့နော်ဘယ်လောက်ထိသိမ့်သီးစများလဲဘယ်လောက်ထိစီးပစ်လဲဆိုတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ dy က light body လား medium body လား full body လားဆိုတဲ့အကြောင်းအရာကိုသိရှိစေမှာဖြစ်ပါတယ်အရှင်းဆုံးဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖန်ခွက်၄ခွက်ရှိတယ်ပေါ့နော်တစ်ခွက်ကိုရေထည့်ထားမယ်တစ်ခွက်ကိုကျွန်တော်တို့က skim milk ဆိုတာသိတယ်မလားကျွန်တော်တို့ဒီfat ကိုနည်းနည်းနည်းအောင်လျှော့ပြီးတော့ထုတ်လုပ်ထားတဲ့ milk အမျိုးအစားကိုပြောတယ်ပေါ့နော်ဆိုရေထဲစားလို့ရှိရင်တော့သူကနည်းနည်းလေးပြစ်တယ်အဲ့ဒီနောက်တစ်ခွက်ထဲမှာကြာတော့ကျွန်တော်တို့က regular milk ကိုထည့်ထားမယ်အဲ့ဒီနောက်တစ်ခွက်ထဲမှာနောက်ထပ်တစ်ခွက်ထဲမှာကြာတော့ကျွန်တော်တို့က cream ကိုထည့်ထားမယ်ဆိုတော့ဒီခွက်၄ခွက်မှာကျွန်တော်တို့ကသိမ့်သီးစားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရေကနေပြီးတော့စမယ် skim milk ဒီဒုတိယ regular milk ဒီတတိယ cream ဒီစတုတ္ထဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ cream ကviscosity အပြင်အမြင့်ဆုံးတည်ရှိနေမယ်သိမ့်သီးစားလုံးဝများတယ်ပေါ့နော် viscosity အပြင်အမြင့်ဆုံးတည်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဆေးပြစ်မှုပေါ့နော်ဆိုတော့ရေဒီကျဲမယ် skim milk ဒီနည်းနည်းပြစ်မယ် regular milk ဒီပို့ပြီးတော့ပြစ်မယ်ကျွန်တော်တို့က cream ဒီပို့ပြီးတော့ပြစ်စီတာမျိုးဖြစ်ပါတယ်ဆိုတော့ y မှာလည်းဒီလိုပဲအဓိက light body ရှိမယ် medium body ရှိမယ် full body ရှိမယ်ဆိုတော့ဒီ light medium body ဆိုတဲ့အကြောင်းအရာတွေကိုပြောတဲ့နေရာမှာကျွန်တော်တို့က alcohol တစ်ခုတည်းကိုတွက်လို့မရပါဘူးတော်တော်များများမှားလိမှားထားရှိတဲ့အကြောင်းအရာက alcohol percentage များတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က full body လို့ခေါ်လိုက်တယ် alcohol percentage ကနည်းတယ်ဆိုလို့ရှိရင် light body လို့ခေါ်တယ် alcohol percentage ကလက်ဆိုလို့ရှိရင် medium body လို့ပြောကြတယ်ပေါ့နော်ဒါက average အပြင်ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးမှားနေတယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဘယ်အချက်တွေပေါ်မူတည်ပြီးတော့ဘာတွေကိုသုံးသပ်တာလဲဆိုလို့ရှိရင်အဓိကဒီကျွန်တော်တို့က tannin level ရှိမယ် alcohol level ရှိမယ် sugar level ဒီ၃ခုပေါင်းခြင်းအပြင်ကျွန်တော်တို့က average မှာ wine တစ်လုံးရဲ့ viscosity ကိုတွက်ချက်လို့ရရှိစေတာပဲဖြစ်ပါတယ်ရှင်းအောင်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနံပါတ်1ချက်အနေနဲ့ alcohol percentage ဒီကျွန်တော်တို့ကမြင့်နေရမယ်နံပါတ်2ချက်အနေနဲ့ကျွန်တော်တို့က tannin level ဒီသူနဲ့အတူလိုက်ပြီးတော့မြင့်နေရမယ် wine ရဲ့ viscosity ဒီဆေးပြစ်မှုဒီမြင့်တဲ့အရှင်ရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတချို့ wine တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျဲတယ်တချို့ wine တွေကနည်းနည်းပြစ်တယ်တချို့ wine တွေကတော်တော်လေးပြစ်တယ်တဲ့မှာပါဝင်တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ wine တစ်လုံးမှာ80 to 85% ဒီကျွန်တော်တို့ကရေပါဝင်နေတာပဲဖြစ်ပါတယ်။ကျန်တဲ့10 to 15% ဒီကျွန်တော်တို့က alcohol ပါမယ် residual sugar တွေရှိမယ် tannin element ဆိုပြီးတော့ percentage နည်းနည်းပါဝင်နေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီအကြောင်းအရာ၃ခုလုံးကျွန်တော်တို့က alcohol ကို sugar ကိုဒီ tannin ကိုကရေထပ်ပို့ပြီးတော့ဆေးပစ်စေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က wine ခွက်တစ်ခွက်ကိုကျွန်တော်တို့ဒီလှုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ဒီခွက်ရဲ့နံရံမှာပြန်ပြီးတော့ကျလာတယ်ကျွန်တော်တို့ကtears of wine ပေါ့တချို့ကကြတော့လေ wine lag လို့ခေါ်တာပေါ့နော်ဒီလိုအကြောင်းအရာလေးတွေကိုကြည့်ပြီးတော့ဒီ wine ဒီဘယ်လောက်ထိ alcohol percentage များလဲဒီ wine ကဘယ်လောက်ထိ sugar level များလဲဒီ wine ကဘယ်လောက်ထိ viscosity high ဖြစ်လဲဆိုတဲ့အကြောင်းအရာကိုသုံးသပ်ကြတာဖြစ်ပါတယ်ဒီလိုမျိုးသုံးသပ်တာကိုတော့ကျွန်တော်တို့က Marangoni effect လို့ခေါ်တယ်ပေါ့နော်ဒါကတော့တခြားသင်ခန်းစာတွေမှာအသေးစိတ်ဆက်ပြီးတော့သွားကြမယ်ပေါ့ဒီနေ့တော့ဒီလောက်ထိအသေးစိတ်မသွားသေးဘူးပေါ့နော်ဆိုတော့ overall အနေနဲ့ကျွန်တော်တို့ကဒီ wine ရဲ့ body ဆိုတာကဒီ element တွေနှိမ့်နေလားမြင့်နေလားဆိုတဲ့အကြောင်းအရာကိုမူတည်ပြီးတော့ဆုံးဖြတ်ကြတာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဒီ wine ကကျဲတဲ့ထဲမှာပါတယ်tannin က low ဖြစ်တယ် alcohol percentage ကလည်း low ဖြစ်တယ်ဒီ wine ကကျဲနေမှာဖြစ်ပါတယ်ဆိုတော့ဒီ wine က alcohol percentage ကို tannin level ကိုဒီ medium နေထားမှာရှိနေတယ်ဆိုလို့ရှိရင် medium body လို့ပြောရမှာဖြစ်ပါတယ်ဒီ wine က alcohol ကလည်းမြင့်တယ် tannin level ကလည်းတော်တော်လေးမြင့်နေတယ်မှာပါတယ် viscosity ကလည်းတော်တော်လေး high ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က full body လို့ပြောရမှာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Cabernet Sauvignon လိုမျိုး grape ကနေပြီးတော့ထုတ်လုပ်တဲ့ wine မျိုး Zinfandel လို wine မျိုးဒီလိုမျိုး wine မျိုးစားတွေဒီ
များသောအားဖြင့် full body ဖြစ်တဲ့ထဲမှာပါပါတယ်ဆိုဘာကြောင့် full body ဖြစ်ရတာလဲဆိုတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့အကျဉ်းလောက်ပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီ grape ဒီနေရောင်ခြည်ကိုကြိုက်တယ်သူ့ရဲ့ genetic အားဖြင့်အခွန်ထူတဲ့အမျိုးအစားတွေမှာပါတယ်ဒီလိုမျိုးအကြောင်းအရာတွေဒီကျွန်တော်နေရောင်ခြည်များများရတဲ့အတွက်ကျွန်တော်တို့ကဒီစပစ်တီးထဲမှာ sugar level ဒီမြင့်လာမယ်ဒီ sugar level ကနေပြီးတော့ fermentation tank ထဲမှာ fermentation လုပ်တဲ့နေရာမှာ alcohol ပိုရမယ် grape ဒီ skin ကထူတဲ့အတွက်ကျွန်တော်တို့က tannin level ဒီ tannin ပါဝင်မှုနှုန်းများတယ် proanthocyanin လို့ခေါ်တယ်ပေါ့နော်ဒီလို proanthocyanin ပါဝင်မှုနှုန်းများတဲ့အတွက်ဒီ wine မှာလည်း tannin level ဒီ automatically high ဖြစ်နေမယ်ဆိုတော့ဒီလိုမျိုးအကြောင်းအရာတွေပေါ့သိသိမူတည်သေးတယ်ပေါ့နော်ဒါကတော့နောက်ထပ်သင်ခန်းစာတွေမှာသိသိထပ်ပြီးတော့သွားကြပါမယ်အစောကပြောတဲ့ light medium full body ဆိုတာကအရှင်းဆုံးထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ရေရဲ့ skim milk ရဲ့ regular milk ရဲ့ cream ရဲ့ဆိုတဲ့ဒီ၄မျိုးရဲ့ခြားနာချက်လိုပဲအတိတ်ပဲမှတ်ယူပြီးတော့ကျွန်တော်တို့က wine ကိုပါဇက်ထဲမှာ sip လုပ်လိုက်တဲ့အခါမျိုးမှာကျွန်တော်ဒီ palate ပေါ်မှာဘလောက်အထိ weight ရှိလဲဆိုတဲ့ပုံမူတည်ပြီးတော့သုံးသပ်ကြတာဖြစ်ပါတယ်တချို့ wine တွေကကြတော့ alcohol percentage ဒီမြင့်နေတယ်ဒါမဲ့ tannin level ဒီအတိုင်းအတာတစ်ခုဒီနည်းနေတယ်ဆိုလို့ရှိရင်သူ့ကို full body လို့ပြောမဲ့အစား medium body လို့ခေါ်ရမှာဖြစ်ပါတယ်တချို့ wine တွေကကြတော့ tannin ကလည်း low ဖြစ်တယ် alcohol level ကလည်း low ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေမျိုး wine တွေကိုတော့ကျွန်တော်တို့ကlight body လို့ပြောကြတာပဲဖြစ်ပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင် Pinot Noir ပေါ့နော်ဒါကများသောအားဖြင့် average အဖြစ်ပြောတာပါ Pinot Noir ဒီအကုန်လုံးကို light body ဖြစ်တယ်လို့ဆိုလိုတာမျိုးမဟုတ်ပါဘူးထုတ်တဲ့နေရာနဲ့ထုတ်လုပ်မှုနည်းတွေပေါ်မူတည်ပြီးတော့လည်းဒီ wine က light body medium body full body ဆိုပြီးတော့ပြောင်းလဲသွားတာမျိုးတွေရှိပါသေးတယ်ဒီလို body အမျိုးအစားတွေကgrape ရဲ့ genetic ပေါ်မူတည်ပြီးတော့ပဲသုံးသပ်လို့ရတာမျိုးတော့မဟုတ်ဘူးပေါ့နော်တခြားအကြောင်းအရာတွေဖြစ်တဲ့မြေမျိုးစားတွေပေါ်မှာမူတည်တဲ့တစ်နှစ်ပတ်လုံးနေအောင်ကြည့်ဘယ်လောက်ရလဲဆိုတဲ့အကြောင်းအရာတွေပေါ်မူတည်တဲ့ဒီစပစ်စိုက်ခင်းရဲ့ဒီ slope ဒီဘယ်နေရာမှာတည်ရှိနေလဲဆိုတဲ့အကြောင်းအရာတွေပေါ်မူတည်တဲ့ wine maker ရဲ့ decision တွေပေါ်မှာလည်းအများကြီးမူတည်မှုရှိနေပါသေးတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင် wine grape တွေအကြောင်းဘယ်လိုနားလည်ထားရမလဲဆိုတဲ့အခြေခံအကြောင်းအရာလောက်ကိုအတိုင်းအတာတစ်ခုထိသိရှိသွားပြီလို့မျှော်လင့်ပါတယ်ဟုတ်ပါတယ်စပစ်သီးတွေကဝိုင်ထုတ်လုပ်တဲ့နေရာမှာဝိုင်ရဲ့ quality ကိုကောင်းကောင်းရရှိစေတဲ့နေရာမှာအရေးကြီးဆုံးအနေအထားမှာတည်ရှိနေတာပဲဖြစ်ပါတယ်ဒီလောက်အထိနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်ပြီးတော့ဆိုမလီယာတယောက်အတွက်အခြေခံအားဖြင့်မဖြစ်မနေသိရှိထားရမယ် grape varietal တချို့ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဆိုဒီ grape varietal တွေကိုပြောတဲ့နေရာမှာကျွန်တော်အနေနဲ့ဒီ aroma တွေကိုဒီ flavor ဒီ aroma တွေကိုအသေးစိတ်ထပ်ပြီးတော့မရှင်းပြတော့ဘူးပေါ့နော်လောလောဆယ်အနေအထားမှာမရှင်းပြသေးဘူးပေါ့ကျွန်တော်အကြမ်းမြင့်မဲ့နာမည်တွေကိုနည်းနည်းရင်းနှီးသွားအောင်ပဲပြောပြထားပေးပါမယ်နောက်ထပ်အကြောင်းအရာတွေကြမှာကျွန်တော်ဒီ variety တစ်ခုချင်းစီကိုအသေးစိတ် knowledge sharing လုပ်တဲ့အခါကျတော့မှဆက်ပြီးတော့ပြောကြတော့ဒါပေမဲ့အကျမ်းအားဖြင့်အလွယ်အကူဆုံးအယိုးရှင်းဆုံးသိရှိထားအောင်သိရှိနိုင်အောင်လေ့လာတဲ့နေရာမှာ hints တစ်ခုပြောပြမယ်ပေါ့နော်ဒီ wine ရဲ့အကြောင်းကို describe လုပ်တဲ့နေရာမှာတော်တော်များများ describe လုပ်ပြတာတွေတွေ့ဘူးကြပါလိမ့်မယ်။ဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့က lemon lime green apple grapefruit tropical fruit ရှိမယ်ကျွန်တော်တို့ကတခြားဘာတွေရှိအောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့က red wine ဘက်အရှမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့က raspberry blackberry blackcurrant cassis ကျွန်တော်တို့က blueberry စသဖြင့်ပေါ့နော်ဒီလိုမျိုး aroma တွေကိုနှိုင်းယှဉ်ပြတာမျိုးတွေရှိပါတယ်ဒါတွေကအပေါ်ယံအားဖြင့်နားထောင်ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးရှုပ်ထွေးတဲ့သဏ္ဍာန်အားဖြင့်တည်ရှိနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုတစ်ဆင့်ချင်းစီအလိုက်အလွယ်ကူဆုံးနားလည်လို့ရမယ်အကြောင်းအရာတစ်ခုကို sharing လုပ်ပေးပါမယ်ကျွန်တော်အစပိုင်းမှာပြောခဲ့သလိုပဲစပစ်သီးဆိုတာက berry အမျိုးအစားထဲမှာပါဝင်နေတာဖြစ်ပါတယ်ဒီ berry အမျိုးအစားတွေထဲမှာပဲတခြားဘာတွေကပါဝင်နေသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့က blackberry blueberry cranberry စတဲ့အမျိုးအစားတွေဒီပါဝင်နေတာဖြစ်ပါတယ်ဆိုတော့ red wine ဘက်အချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအလွယ်ကူဆုံး describe လုပ်လို့ရမယ် terms တချို့ရှိတယ်ပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ကအနီရောင် berry အမျိုးအစားတွေနဲ့
နှိုင်းယှဉ်ပြီးတော့ describe လုပ်လေရှိပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော် Pinot Noir လို့ Grenache တို့ကျွန်တော် Gamay တို့လိုကနေထုတ်လုပ်ထားတဲ့ wine မျိုးစားတွေကို light body ပေါ့နော် describe လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က raspberry, cranberry, red cherry ပေါ့နော်ဒီလိုမျိုး aroma တွေနဲ့နှိုင်းယှဉ်ပြီးတော့ပြုလုပ်လေရှိပါတယ်နောက်တစ်ခုက full body wine နဲ့ red wine တွေကို describe လုပ်တဲ့နေရာမှာကျွန်တော်တို့က blackberry, blackcurrant, cassis ဆိုပြီးတော့ဒီလို black sun နဲ့ aroma တွေနဲ့နှိုင်းယှဉ်ပြီးတော့ describe လုပ်လေရှိပါတယ်ဆိုတော့ဒါကဘာကြောင့်လဲဒီစပစ်ရဲ့ pingo character ကိုသွားပြီးတော့ကျွန်တော်တို့ပြန်လေ့လာကြည့်မယ်ဆိုလို့ရှိရင်စပစ်ရဲ့အခွန်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က proanthocyanin လို့ခေါ်တယ်ကျွန်တော်တို့က tannin ပါဝင်မှုနှုန်းလျော့တယ် color compound ပါဝင်မှုနှုန်းလျော့တယ်ဒါကိုကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်ဆိုတော့စပစ်ရဲ့အခွန်ဒီထူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က tannin ပါဝင်မှုနှုန်းမြင့်တယ်ကျွန်တော်တို့က color compound တွေပါဝင်မှုနှုန်းများတယ်ဆိုတော့ skin ကပါးလေကျွန်တော်တို့က color ပါဝင်မှုနှုန်းဒီလျော့နေလေသူ့ရဲ့ aroma ရဲ့ပုံစံကလည်းကျွန်တော်တို့ကဒီအနီရောင်ဘက်ကိုသွားတဲ့ဥပမာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် cranberry လိုမျိုးကျွန်တော် raspberry လိုမျိုး strawberry လိုမျိုး aroma ဘက်ကိုပို့ပြီးတော့ရရှိစေတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ grape ရဲ့ skin ကပါးတာကြောင့်ပဲဖြစ်ပါတယ်။တစ်ဖက်အချမ်းမှာရှိတဲ့ကျွန်တော်တို့က grape ရဲ့ skin ကထူတဲ့အတွက်ကြောင့်သူ့စီမှာကျွန်တော်တို့ကဒီ color compound တွေအများကြီးပါတယ်။ tannin level တွေအများကြီးပါနေတာဖြစ်တဲ့အတွက်သူ့ရဲ့ aroma တွေလည်းပို့ပြီးတော့ strong ဖြစ်တဲ့ပို့ပြီးတော့နီးစပ်တဲ့ကျွန်တော်တို့က black currant လိုမျိုး black cherry လိုမျိုး aroma မျိုးကိုရရှိစေတာပဲဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီ medium ဆိုလို့ရှိရင်ဘယ်လိုမျိုး aroma တွေရမလဲဆိုလို့ရှိရင်ရှင်းပါတယ်ဒီနှစ်ခုကြားထဲမှာတည်ရှိတဲ့ aroma တွေရောရှက်နေမှာပဲဖြစ်ပါတယ်ဆိုတော့ဒါက primary aroma ကိုပြောတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ရှိနေသေးပါတယ် secondary aroma ရှိတယ် tertiary aroma ရှိတယ်ဒါတွေကတော့ပုံမူပြီးတော့ရှုပ်ထွေးလာတာဖြစ်တဲ့အတွက်နောက်ထပ်အကြောင်းအရာတွေမှာဆက်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ် but ကျွန်တော်တို့ကအရှိကအားဖြင့်တော့ light body grape ဒီမှာဆိုလို့ရှိရင်အနီရောင်ဘက်ရှိတဲ့ berry မျိုးစားတွေနဲ့နှိုင်းယှဉ်လေးရှိပြီးတော့ full body ဖြစ်တဲ့ wine မျိုးစားတွေ grape မျိုးစားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က blackberry လိုမျိုး black ဘက်ကိုသွားတဲ့ berry မျိုးစားတွေနဲ့နှိုင်းယှဉ်ပြီးတော့ describe လုပ်ပြကြတာတွေရှိပါတယ်ဒီလိုပါပဲ white wine ဘက်အချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က light ဖြစ်တဲ့ white wine တွေ medium ဖြစ်တဲ့ white wine တွေကို lemon lime citrus green apple ဆိုပြီးတော့ aroma တွေနဲ့နှိုင်းယှဉ်ပြလေးရှိတာဖြစ်ပြီးတော့ကျွန်တော်တို့က full body white wine တွေမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့က oaky buttery စတဲ့ creamy texture ဒီလိုမျိုး aroma တွေနဲ့နှိုင်းယှဉ်ပြီးတော့ describe ပြကြတာပဲဖြစ်ပါတယ် full body white wine ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီ wine making process ပေါ်မှာလည်းအများကြီးမူတည်သွားသေးတယ်ပေါ့နော်ကျွန်တော် oak aging တို့ MLF လို့ခေါ်တဲ့ malolactic fermentation တို့ဒီလိုအကြောင်းအရာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါကတော့နောက်ထပ်အကြောင်းအရာတွေမှာဆက်ပြီးတော့လေ့လာကြပါမယ် okay ဆိုတော့ကျွန်တော်တို့ကလက်ရှိအခြေခံအခြေအနေမှာ sommelier တယောက်အတွက်မဖြစ်မနေသိရှိထားရမယ် red wine grape တချို့ကိုဆက်ပြီးတော့သွားကြည့်အောင်ကျွန်တော် light body red wine မှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုလို့ရှိရင်သိရှိထားရမယ် grape varietal အမျိုးအစားတွေကကြတော့ကျွန်တော် Gamay ရှိတယ် Grenache ရှိတယ် Pinot Noir ရှိတယ်ဆိုတော့ Gamay ကတော့ကျွန်တော်တို့ Beaujolais ကနေထုတ်တယ်ပေါ့နော် Pinot Noir ကကြတော့ကျွန်တော်တို့ Burgundy ကျွန်တော် France ကနေပြီးတော့ထုတ်တယ်ကျွန်တော်တို့က Pinot Noir ကို California ဒီဘက်ထဲမှာလည်းထုတ်တယ်ဆိုတော့အကြမ်းအဖြစ်သိရှိထားရမှာကတော့ light body ဒီ Gamay Grenache Pinot Noir Gamay Grenache Pinot Noir ဒီနာမည်သုံးမျိုးကိုရင်းနှီးနေအောင်သိရှိထားဖို့လိုအပ်ပါတယ်တခြား light body grape variety တွေလည်းအများကြီးရှိပါသေးတယ်နောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့ပါလာနိုင်ပါသေးတယ်ဒါကလောလောဆယ်အနေအထားမှာရင်းနှီးအောင်ပြောပြထားခြင်းပဲဖြစ်ပါတယ်နံပါတ်1 Gamay နံပါတ်2 Grenache နံပါတ်3ဒီ Pinot Noir ဆိုတော့ medium body red wine မှာဘယ်လိုမျိုး grape variety မျိုးစားတွေပါမလဲဆိုလို့ရှိရင် Cabernet ဆိုတော့ကျွန်တော်တို့က chili ကနေပြီးတော့လာတယ်ပေါ့နော် basically ကတော့ကျွန်တော်တို့ Bordeaux ကနေလာတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ chili မှာနာမည်တစ်ခုရလာတယ်ပေါ့နော် Cabernet လို့ခေါ်ပါတယ်နောက်တစ်မျိုးဒီ Merlot ဒီလည်းကျွန်တော်တို့ Bordeaux ဘက်ကနေပြီးတော့ basically original ဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော် California ဘက်အရှမ်းမှာလည်းထုတ်တယ်တော်တော်များများမှာ Merlot ကထုတ်နေကြတာပဲဖြစ်ပါတယ်သူကလည်းသူ့ရဲ့ tannin က very smooth ဖြစ်တဲ့အတွက် medium body ထဲမှာပါပါတယ်
again ကျွန်တော်ထပ်ပြောပါမယ်ဒီအခုလက်ရှိပြောပြတဲ့ grape variety တွေဒီ average overall ကိုပဲပြောပြထားတာဖြစ်ပါတယ်တချို့နေရာတွေမှာ Merlot ကနေပြီးတော့ကျွန်တော်တို့ full body wine တွေလည်းထုတ်တာမျိုးတွေရှိပါတယ်နောက်တစ်ခုကတော့ Petit Bardot လို့ခေါ်ပါတယ်သူကလည်းကျွန်တော်တို့က Bordeaux blend တွေကနေပြီးတော့ grape variety တစ်မျိုးဖြစ်ပါတယ်နောက်တစ်ခုက Cabernet Franc ကလည်း Bordeaux blend တွေကနေပြီးတော့ grape variety တစ်မျိုးဖြစ်ပါတယ်တော်တော်လေးနာမည်ကြီးတယ်ပါပါတယ်နောက်တစ်ခုဒီ Sangiovese ကိုလည်းကျွန်တော်တို့ကအီတလီကနေပြီးတော့ထုတ်တာပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ကဒီ Chianti မှာတော့အရေးကြီးတဲ့ grape variety တစ်မျိုးပေါ့နော်နောက်တစ်ခုဒီ Tempranillo ဆိုပြီးတော့ရှိပါတယ်ဆိုတော့ medium body grape variety တွေမှာ Cabernet Merlot Petit Bardot Cabernet Franc Sangiovese Tempranillo ဆိုပြီးတော့ရှိပါတယ်ဒါတွေက medium grape variety တွေအကုန်လုံးကိုပြောပြနေတာမျိုးမဟုတ်ပါဘူးတချို့အရေးကြီးတဲ့အရှိခံကြတဲ့နာမည်တွေကိုရင်းနှီးအောင်ပြောပြနေတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ full body red wine grape variety တွေမှာဘာတွေပါမလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်တို့က Cabernet Sauvignon Zinfandel Nebbiolo Shiraz or Syrah ပြီးတော့နောက်တစ်ခုကဘာပါမလဲဆိုလို့ရှိရင် Malbec ဆိုပြီးတော့ထည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က Petit Shiraz ကိုထပ်ပြီးတော့ထည့်လို့ရပါတယ်ဆိုတော့ Cabernet Sauvignon ကတော့ကျွန်တော်တို့အများဆုံးသိတဲ့အတိုင်းပဲတော်တော်များများကြီးသိရှိကြပြီးသားဖြစ်မှာပါလုံးဝကို full body robust bold ဖြစ်တဲ့ grape variety မျိုးစားပဲဖြစ်ပါတယ်ဒါပေမဲ့လည်းထုတ်လုပ်တဲ့နေရာထုတ်လုပ်သူရဲ့ဆုံးဖြတ်ချက် decision မူတည်ပြီးတော့ဘာတွေကကွာခြားမှုရှိပါသေးတယ်ကယ်လီဖိုးနီးယားမှာတချို့ wine maker တွေကကျွန်တော်တို့ကဒီ Cabernet Sauvignon ကိုကျွန်တော်တို့က medium body လောက်ပဲထုတ်လုပ်တဲ့ producer တွေလည်းရှိပါတယ် wine maker တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ Cabernet Sauvignon Zinfandel နံပါတ်2က Zinfandel ပေါ့နော် Zinfandel ကလည်းတော်တော်လေး full body robust ဖြစ်တဲ့နေရာမှာပါပါတယ် Zinfandel but ကျွန်တော်တို့ opposite side အနေနဲ့ကျွန်တော်တို့ white Zinfandel ကကြတော့ grape variety တစ်ခုမျိုးစားတူတူပဲကနေထုတ်လုပ်ပေးမယ်သူကကြတော့ light ဖြစ်တဲ့ရှို့တဲ့ rosé အမျိုးအစားကိုလည်းထုတ်လုပ်တာမျိုးရှိပါတယ်ကျွန်တော်ပြောတဲ့ Zinfandel ဆိုတာကကြတော့ red Zinfandel ကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Shiraz ကလည်း full body grape variety ထဲမှာပါပါတယ်နောက်ထပ်က Malbec ကလည်း full body robust ဖြစ်တဲ့ bold ဖြစ်တဲ့ wine မျိုးစားထဲမှာပါပါတယ် Argentina Malbec ရှိတယ် French မှာလည်း Malbec ကနေပြီးတော့ထုတ်လုပ်တဲ့ wine တွေရှိပါသေးတယ်နောက်ထပ်သင်ခန်းစာတွေမှာအသေးစိတ်သွားပြီးတော့ပြောပြပေးပါမယ်ဆိုတော့ဒီ red wine grape variety တွေမှာရင်းနှီးထားရမယ်စပစ်အမျိုးအစားတွေကကြတော့ light body ကနေပြီးတော့ full body ကိုသွားတဲ့နေရာမျိုးမှာ light body ထဲမှာ Gamay Grenache Pinot Noir medium body မှာ Cabernet Merlot Petit Bardot Cabernet Franc Sangiovese Tempranillo full body grape variety ထဲမှာ Cabernet Sauvignon Zinfandel Nebbiolo Shiraz Malbec ဒီအကြောင်းအရာတွေကိုဒီ variety တွေကိုအရေးကြီးဆုံး variety တွေဖြစ်နေသိရှိထားဖို့လိုအပ်ပါတယ်တကယ်တော့ကျွန်တော်တို့ Vitivinifera အောက်မှာစပစ် variety တွေထောင်ပေါင်းများစွာရှိပါတယ်အီတလီတစ်ခုထဲမှာလည်း variety ပေါင်း900ကျော်ရှိပါတယ်အဲ့ဒါတွေအကုန်လုံးကိုသိရှိထားဖို့ဆိုတော့ဘယ်လိုမှမလွယ်ကူနိုင်ဘူးပေါ့နော်ကျွန်တော်တို့ကအရေးကြီးတဲ့ grape variety တွေကိုပဲဆွဲထုတ်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်Okay ဆိုတော့ကျွန်တော်တို့ red wine ပြီးသွားပြီဆိုတော့ white wine ဘက်အရှမ်းကိုဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင် white wine မှာ light body အနေနဲ့ Garganel ကရှိတယ်ပေါ့နော်ဒါက Italian grape variety မျိုးစားဖြစ်တယ်ပေါ့နော်ဒီ grape ကကျွန်တော်တို့က Soave Classico ဆိုတဲ့ဒီ Veneto region ဘက်မှာ popular ဖြစ်တဲ့ variety မျိုးစားတစ်ခုဖြစ်ပါတယ် Rocciato လို့ခေါ်တဲ့ Italian desert wine ကိုလည်းထုတ်လုပ်တဲ့နေရာမှာဒီ Garganel ကလို့ခေါ်တဲ့ grape ကိုအသုံးပြုကြပါတယ်နာမည်က Garganel ကလို့ခေါ်ပါတယ်နောက်ထပ် light body white wine ကကြတော့ Pinot Grigio or Pinot Gris ဖြစ်ပါတယ် Pinot Grigio ကကြတော့ Italian မှာ Pinot Grigio လို့သုံးတယ်ကျွန်တော်တို့က French က Alsace region မှာကြတော့ Pinot Gris လို့သုံးပါတယ်နောက်တစ်ခုက Moscato ရှိပါတယ် Moscato ကတော့တော်တော်လေးရင်းနှီးပြီးသားလည်းဖြစ်ပါလိမ့်မယ်တော်တော်လေး light ဖြစ်တဲ့ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုဒီ Riesling ရှိတယ်ပေါ့နော် Riesling ကတော့ German ကနေပြီးတော့အဓိကအဖြစ်ထုတ်လုပ်တဲ့ကျွန်တော်တို့ကပြင်သစ်က Alsace region မှာလည်း Riesling ကိုထုတ်လုပ်တာမျိုးတွေတော်တော်များများရှိပါတယ်ဆိုတော့ Garganel က Pinot Grigio Pinot Gris it's the same
and we have Moscato, and finally we have Riesling ဖြစ်ပါတယ်ဆိုတော့ medium body မှာဆိုလို့ရှိရင်ဘာတွေထပ်ပြီးတော့ရှိမလဲဆိုလို့ရှိရင် Sauvignon Blanc ရှိမယ် Semillon ရှိမယ်တော့ဒီ Semillon ရဲ့ Sauvignon Blanc ညကကြတော့ကျွန်တော် Bordeaux Blanc ပေါ့နော် white wine မှာဆိုလို့ရှိရင် Bordeaux Blanc မှာဒီနှမျိုးကိုအသုံးပြုတယ်ပေါ့နောက်တစ်ခုက Gewürztraminer ရှိတယ်ပေါ့နော် Gewürztraminer ကလည်း full body အနေနဲ့လည်း wine ထုတ်လုပ်တာမျိုးတွေရှိပါတယ် white wine grape variety မှာဘာတွေသိရှိထားဖို့ထပ်ပြီးတော့လိုအပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က medium body မှာဆိုလို့ရှိရင် Sauvignon Blanc, Semillon, Gewürztraminer ရှိတယ်ပေါ့နော် Gewürztraminer ကကြတော့လေကျွန်တော်တို့ again ထပ်ပြီးတော့ကျွန်တော်တို့ wine ထုတ်လုပ်တဲ့နေရာ wine maker ရဲ့ decision သူရဲ့ style ပေါ်မှာမူတည်ပြီးတော့ full body လည်းဖြစ်နိုင်ခြေရှိပါသေးတယ်ဆိုတော့ full body white wine grape မှာဘာတွေထပ်ရှိမလဲဆိုလို့ရှိရင်အဓိကအဖြစ်တော့ကျွန်တော်တို့က Chardonnay နဲ့ Viognier ဆိုပြီးတော့ရှိပါတယ် Chardonnay ကတော့ကျွန်တော်တို့ကဘာတဝမ်းမှာတော်တော်များများသိရှိပြီးသား grape variety တစ်မျိုးဖြစ်ပါတယ် Noble grape လည်းဖြစ်ပါတယ်ဒီ Chardonnay ကလည်းထပ်ပြီးတော့ကျွန်တော်တို့ကဘယ်နေရာကနေထုတ်လုပ်လဲဆိုတဲ့ပုံမူတည်ပြီးတော့ medium body နဲ့ full body ဆိုပြီးတော့ကွာခြားတာမျိုးတွေရှိပါသေးတယ်ကျွန်တော်ဥပမာ California မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ Oaky style California Chardonnay ကိုထုတ်လုပ်တာမျိုးဖြစ်ပါတယ်ဆိုတော့ white wine grape variety တွေမှာရင်းနှီးမှုရှိထားရမယ် grape variety တွေကတော့ကျွန်တော် light ကနေပြီးတော့ full body ကိုသွားမယ်ဆိုလို့ရှိရင် light body မှာ Garganega Pinot Grigio Riesling Moscato ဆိုပြီးတော့ရှိပါတယ် medium body မှာ Sauvignon Blanc Semillon Gewürztraminer Chenin Blanc ကိုလည်းထည့်လို့ရတယ်ပေါ့နော် Chenin Blanc ကလည်းကျွန်တော် medium body ထဲမှာပါတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းတစ်ခါတလေကြားလို့ရှိရင်တော့ကျွန်တော် light body ဘက်ကိုပါသွားတာမျိုးတွေလည်းရှိပါတယ် full body မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Chardonnay ရှိမယ် Viognier ရှိပါတယ် again ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ variety တွေကအများကြီးထပ်ပြီးတော့ရှိပါသေးတယ်လက်ရှိပြောပြသွားတဲ့ grape variety တွေကတော့အခြေခံအပြင်သိရှိထားရမယ် grape variety တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲဒီ aroma ဘိုင်းမှာဆိုလို့ရှိရင်လည်းဒီ white wine မှာဆိုလို့ရှိရင်သူ့ကိုအကြမ်းမြင်ပြောလို့ရတဲ့ pattern တစ်ခုရှိတယ်ပေါ့နော် light body grape variety တွေမှာ white wine အတွက်ဆိုလို့ရှိရင် lemon lime green apple ဒီပုံမှန်အပြင်တရှိတက်ပြီးတော့ full body white wine တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအများအပြင် tropical fruit ဘက်ကို aroma ရရှိစေတာပဲဖြစ်ပါတယ်တစ်ခါတလေကြာရင်တော့ကျွန်တော်တို့က oaky ဖြစ်တဲ့ Chardonnay တွေလည်းအများကြီးရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့က California ကထွက်တဲ့ Chardonnay တွေက oaky Chardonnay တွေဖြစ်တယ်ပေါ့နော် battery ဆိုတဲ့ terms တစ်ခုကကြတော့ aroma တစ်ခုကကြတော့ကျွန်တော်တို့က malolactic fermentation လို့ပြောတဲ့ MLF ကနေပြီးတော့ရရှိစေတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေတော့တခြားသင်ခန်းစာတွေမှာဆက်ပြီးတော့အသေးစိတ်လေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအရေးကြီးဆုံးအနေနဲ့သိရှိထားရမယ် grape variety တွေကိုရင်းနှီးမှုရှိအောင်သိရှိထားစေချင်တာပဲဖြစ်ပါတယ်နောက်တစ်ခုက grape ဒီစပစ်သီးဒီ wine တစ်လုံးအပေါ်မှာဘယ်လောက်အထိအကျိုးသက်ရောက်စေနိုင်တာလဲဆိုတဲ့ဆက်နွယ်မှုတစ်ခုကိုသိရှိထားဖို့လိုအပ်တာကြောင့်ပြုလုပ်ရခြင်းဖြစ်ပါတယ်ဒီလိုသိရှိထားမှသာနောက်ထပ်ကျွန်တော်တို့သွားတဲ့ဒီ wine laws တွေ classification တွေမှာအများကြီးအကျိုးရရှိစေမှာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာဆက်ပြီးတော့ဆုံပါအောင်မယ် see you ပါ